တော့ကအာရလှပတဲ့နေလေးတစ်နေ့မှာတကြီးဥပဇံတယောက်သတင်းစာဖတ်လို့နေပါတယ်။အဲ့ဒီအချိန်မှာပဲစင်ရသားဖိုးမောင်ဟာညှိုးငယ်သောမျက်နှာနဲ့ဥပဇံရဲ့ရှေ့သို့ရောက်လို့လာပါတယ်။ဟေးဖိုးမောင်ဘယ်ကနေလှည့်လာတာလဲကွာ။တကြီးစီပဲလာတာပါ။ဟေးဘာကိစ္စလဲကွာ။တကြီးကျေးဇူးပြုပြီးကျွန်တော်ကိုအလုပ်တစ်ခုလောက်ပေးပါဗျာ။ကျွာပြင်းကဆဲဆောက်တဲ့နေရာမှာအလုပ်သမားတွေအများကြီးလိုတယ်လို့ကြားခဲ့လို့ပါ။အေးအဲ့ဒါတော့ဟုတ်တယ်။ဒါပေမဲ့ငါကလိုအပ်တဲ့လူအားလုံးကိုအလုပ်ခံထားပြီးပြီလေ။တကြီးရဲ့ကျွန်တော်ကိုကူညီပါဗျာ။ကျွန်တော်မှအိမ်နောက်နဲ့ပါ။ကျွန်တော်အတွက်အလုပ်ကအရန်ကိုလိုအပ်နေလို့ပါ။အခုဆိုအိမ်မှာစားစရာဘာမှမကျန်တော့ပါဘူး။ငါနားလေပါလေကွာ။ဒါပေမဲ့မင်းကဒီလောက်ပိန်နေတာဖြေကုန်လက်ပတ်လေးလံတဲ့အလုပ်ကြီးတွေကိုမင်းပဲလို့လုပ်နိုင်ပါလေ။အဲမှာကအရန်ပင်မန်းတာ။ပင်မန်းလဲကျွန်တော်လုပ်နိုင်ပါလေတကြီးရဲ့ကျွန်တော်ကိုအလုပ်ပေးပါဗျာ။ပြီးတော့ငွေလေးနည်းနည်းလောက်တိုးပေးပါ။ဘာအလုပ်ပဲဖြစ်ဖြစ်ကျွန်တော်လုပ်ပါမယ်။ဒီဥပဇံဟာခဏလောက်စဉ်းစားပြီးတဲ့အခါမှာတော့ကောင်းပြီ။ဒါဖြင့်ငါမင်းကိုအလုပ်တစ်ခုပေးမယ်။ရွာပြင်းကဝါတော်ဘေးမှာမြေခွက်တစ်ခုငါဝယ်ထားတယ်။ငါကအဲ့ဒီမှာတိုက်တလုံးဆောက်ချင်တာ။မင်းကအဲ့ဒီကိုသွားပြီးရေတူးတဲ့အလုပ်ကိုစလုပ်ပါ။မင်းလုပ်မှဆိုရင်လုပ်အားကရဲ့တဝက်ကိုစင်ဟန်အဖြစ်ကြိုးပေးမယ်။အဲ့ဒီအခါမှာတော့ဖိုးမောင်ဟာဝမ်းသာအားရနဲ့ဟုတ်ကဲ့ကျွန်တော်လုပ်နိုင်ပါတယ်တကြီးဟုတ်ပြီဒါဖြင့်မနက်ဖြန်ကစပြီးအဲ့ဒီမှာမြေသွားတူးပါကျန်တဲ့ပတ်စံတွေကိုအလုပ်ပြီးတာနဲ့ငါမင်းကိုပေးပါမယ်ဟုတ်ပြီလားဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တကြီးရဲ့ဘုံမောင်ဟာလင်းမြန်သောရှည်လမ်းများနဲ့တကြီးရဲ့အိမ်မှပြန်လည်ထွက်ခွာသွားပါတော့တယ်နောက်တနေ့ရဲ့မနက်ခင်းမှာတော့ဘုံမောင်ဟာဝိုင်းုံတော်လေးကိုရောက်ရှိလို့လာခဲ့ပါတယ်တကြီးပြောတာဒီနေရာပဲထင်ပါတယ်ဒီနားလေးကပဲစပြီးတူးမှာပါပူပြင်းလာတဲ့နေရာအောက်မှာပေမန်းစင်းရဲစွာနဲ့နဖူးကရွှေရှေးမကြောင်လုံနေရပေမဲ့ဝမ်းရေးကခက်ခဲနေတာကြောင့်မောပန်းတယ်လို့မငြင်းညူနိုင်ပါဘူး။ဖိုးမောင်ဟာမြေကြီးများကိုတိုးသားပန်းသားနဲ့တူးလို့နေပါလေ။တူးနေရင်းနဲ့တစ်ခုခုလေးတိုက်မိတဲ့အတန်ကြားလိုက်ရတာကြောင့်ဖိုးမောင်တယောက်အံ့ဩလို့သွားပါတော့တယ်။ဟင်ဒါကပါလေမြေကြီးအောင်မှာတစ်ခုခုရှိတယ်ထင်တယ်။ဖိုးမောင်ဟာဂယုတဆိုင်နဲ့တူးဖို့ကြည့်ပေမဲ့တူးလို့မရခဲ့ပါဘူး။ဒါကဘာလို့တူးမရတာလဲအောက်မှာပစ္စည်းတစ်ခုခုတော့ရှိမှထင်ပါတယ်ဖိုးမောင်ဟာမြေကြီးတွေကိုလက်နဲ့ဂယုတဆိုင်ဖဲရှားလိုက်တဲ့အခါမှာတော့ဝါထိုင်တဲ့အိုးလေးတစ်လုံးကိုတွေ့ခဲ့ရပါလေဖိုးမောင်ဟာသူ့ရဲ့ခွန်အားလေးနဲ့မြေကြီးတွေကအိုးကိုဆွဲထုတ်လိုက်ပြီးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရှာတောက်ပတဲ့အယောင်များနဲ့အတူရွှေရင်းကားများကိုတွေ့လိုက်ရပါတော့တယ်ဒါကရွှေရင်းကားတွေလားရွှေရင်းကားတွေမှာလဲတစ်စိကောင်းနေနေပဲဒါတွေဟာအစိုးရမိုင်းရှင်းအောင်ပစ္စည်းတွေလားမသိဘူးဒါတွေကိုငါဘာလုပ်တင်လဲအရင်ဆုံးအိမ်ကိုပြန်ရမယ်ထင်တယ်ဟုတ်တယ်ဒီရွှေရင်းကားတွေကိုအိမ်ကိုအရင်ယူသွားရမယ်ဘိုးမောင်ဟာရွှေရင်းကားအိုးအဖုံးကိုပြန်ပိတ်ပြီးအိမ်သို့အမြန်ပြန်လာခဲ့ပါတယ်ရိုင်းနဲ့တဲအိမ်လေးရှိမှာတော့ဘိုးမောင်ရဲ့မိန်းမဖြစ်တဲ့မဲစည်းခွဲဟာအိမ်ပြန်နောက်ကျနေတဲ့လင်ယောက်ျားကိုစိတ်ကောက်လို့နေပါတယ်ဘာလို့ဒီလောက်နောက်ကျနေရတာလဲအလုပ်ပြီးတာနဲ့အိမ်တန်းပြန်မလာပဲဘယ်အငယ်နှောင်းအိမ်သွားနေတာလဲဒီနေ့အလုပ်တွေအများများနေလို့ပါမိမရင်လာပါအိမ်ထဲကိုအရင်ဝင်မအောင်မင်းကိုထူးဆန်းတာတွေပြရစရာရှိတယ်ငါဘာလို့နောက်ကျနေရလဲဆိုတာအထက်ရောက်ရင်ပြောပြပါမယ်ဘိုးမောင်ရဲ့ထူးဆန်းတဲ့ပြောဆိုတွေကြောင့်မဲစည်းခွက်တယောက်အိမ်တကားတွေပိတ်လို့အိမ်ထဲဝင်လိုက်သွားပါတော့တယ်ဘာပြောမှလဲအကုန်းပေါ်မှာလဲဘာကြီးကိုထမ်းထားတာလဲ404နဲ့ဘိုးမောင်ဟာမဲစည်းခွက်ရဲ့အမေကိုဘာတစ်ခုမှပြန်မဖြေပဲပခုံးပေါ်မှာထမ်းထားတဲ့ရွှေရင်းကားအုပ်ကိုကျမ်းမြေမော်ရှာပြီးရွှေရင်းကားအုပ်ပေါ်မှာပုံထားတဲ့အဝတ်ဆော့ကိုထည့်ပစ်လိုက်ပါတော့တယ်။ပြီးတဲ့အခါမှာတော့ဘိုးမောင်ဟာရွှေရင်းကားအုပ်ကိုကျမ်းမြေမော်မှောက်ချလိုက်ပါတော့တယ်။အိုးရွှေရင်းကားတွေပါလား။ဒါတွေကိုရှင်ဘဲကရလာတာလေ။ကျေးဇူးပြုပြီးကျမကိုပြောပြပါ။ဒီရွှေရင်းကားတွေကိုရေကြီးတူးရင်တွေးခဲ့တာပါ။ဖျားကြီးဒါဆိုဒါတွေကကျမတို့ပစ္စည်းတွေပေါ့။ကျမတို့ချမ်းသာပြီပေါ့။ဒါတွေရောင်းလိုက်ရင်ငွေတွေအများကြီးရလာမှာပဲမဟုတ်သေးဘူးဒါတွေကငါတို့ပစ္စည်းတွေမဟုတ်ဘူးငါပညာမတတ်ပေမဲ့သူများပြောတာတွေကြားမှုတွေမြေကြီးတွေကတွေ့တဲ့ပစ္စည်းဆိုပေမဲ့ဒါတွေကပိုင်ရှင်မဲနေတာမဟုတ်ဘူးဒါတွေဟာတကြီးရဲ့မြေကွက်ထဲရတာဆိုတော့တကြီးရဲ့ပစ္စည်းဖြစ်နိုင်တယ်လို့နိုင်ငံတော်ရဲ့ရှေးဟောင်းပစ္စည်းတွေလည်းဖြစ်နိုင်တယ်ဒါကိုကျုပ်တို့ယူထားရင်ကျုပ်တို့ထောင်ကျနိုင်တယ်ဒီတော့ဒါတွေကိုတကြီးစီအရင်အပ်ရမယ်
ပေးနိုင်ဘူးဘသူ့ကောင်မှမပေးနိုင်ဘူးဒါတွေတွေ့တယ်ဆိုတာဘသူမှသိရမဟုတ်ဘူးကျုပ်တို့ပဲသိရလေဒါတွေကိုနည်းနည်းချင်းစီခွဲရောက်လိုက်ရင်ဒီရွာမှာကျမတို့ဟာအရှမ်းသာဆုံးတထေးတွေဖြစ်သွားကြမှာလောဘမကြီးစမ်းမှနဲ့မဲစည်းခွေရဲ့ဒီเจ้าတွေကိုတယောက်ယောက်သိသွားရင်မင်းရောငါရောအဖမ်းခံရမှာပိုးမောင်ရဲ့တရားရှာတဲ့စကားအဆုံးမှာတော့မဲစည်းခွေရဲ့လောဘတွေဟာချုံငိမ့်သွားပါတော့တယ်အင်းမရှင်ဒါဆိုလက်ဒီရွှေအိုးတွေကရွှေတင်းကားတွေကိုတကြီးစီပဲအပ်လိုက်ကြရအောင်ပေါ့ကောင်းတာပေါ့ကွာဒါပေမဲ့တကြီးစီမသွားခင်ငါရေရှိုးချင်သေးတယ်နေလုံးပေါက်ထုပေါက်ထွက်ရတော့ငါခန္ဓာကိုယ်ကသွေးစော်နေနိုင်နေပြီရေရှိုးပြီးတဲ့အခါကျမှတကြီးရင်သွားကြတာပေါ့ကွာပြောပြောဆိုဆိုနဲ့ပိုးမောင်တယောက်ရေရှိုးရန်အတွက်ထွက်ခွာသွားပါတော့တယ်သူရေရှိုးနေတော့ရွှေတင်းကားနည်းနည်းလောက်ယူပြီးသိမ်းထားအောင်ပါပဲမဲစည်းခွေဟာပိုးမောင်မရှိတော့ရွှေတင်းကားအနှဲငယ်ယူပြီးတက်တာလေးထဲလို့သိမ်းထားလိုက်ပါတော့တယ်ဒီညိုချင်းတိန်တောက်တောက်နဲ့ညနေစီးတာအချိန်မှာပိုးမောင်ဟာရွှေအိုးကြီးကိုထမ်းလို့တကြီးရင်ကိုလှမ်းလို့လာပါတော့တယ်တကြီးဦးပါဆန်ဟာရွှေတင်းကားများကိုကြည့်လိုက်ပိုးမောင်ကိုကြည့်လိုက်နဲ့အံ့အားသင့်လို့နေပါလေဘာပြောလဲမြေကြီးကိုတူးရင်းနဲ့ဒီရွှေတင်းကားတွေကိုတွေးခဲ့တာဟုတ်လားဒါဘလို့ဖြစ်နိုင်မှာလဲဟုတ်ပါတယ်တကြီးဒါတွေကိုတကြီးရဲ့မြေခွက်ထဲကတွေးခဲ့တာပါကျွန်တော်စဉ်းစားမိတာကဒါတွေကိုကျွန်တော်သိမ်းထားလိုက်ရင်တကြီးကိုသက်စာဖောက်ရရောက်မယ်လို့တွေးမိလို့ပါဒါကြောင့်ဒီရွှေတင်းကားအုပ်ကိုယူပြီးတကြီးစီလာခဲ့တာပါအခုတကြီးကဒါတွေကိုအစိုးရစီအပ်ဖို့စီစဉ်ပေးပါဗျာကောင်းပြီဒါတွေကိုအစိုးရစီအပ်ဖို့စီစဉ်ပေးပါမယ်မင်းစိတ်ရှလက်ရှသားအေးစစ်စစ်နေပါကျေးဇူးတင်ပါတယ်တကြီးဒါဆိုကျွန်တော်ကိုပြန်ခွင့်ပြုပါဦးအေးကောင်းပြီဘယူဆိုင်ပြီးပြန်အောင်ဖုံးမောင်အိမ်ပြန်သွားတဲ့အခါမှာတော့တကြီးဥပဆန်ဟာဝမ်းသာအားရနဲ့ဖုံးမောင်အားလှောင်ပြောင်းလို့နေပါတော့တယ်တော်အားလည်းကောင်းမယ်ဒီရွှေတင်းကားအားလုံးကိုငါကရဲလက်အပ်စီရလားဒါတွေအားလုံးကိုငါပဲသိမ်းထားလိုက်တော့မယ်ဒါတွေကိုရောင်းလိုက်ရင်ငါဘယ်တော့တောင်ရှမ်းသာသွားမလဲဒီတရားလုံးမှာငါဟာအရှမ်းသာဆုံးလူဖြစ်သွားမှာပဲဘာမှရှိတဲ့ပတ်စံလေးနဲ့ရွာသားတွေစီကမြေခွက်တွေဝယ်ရမယ်ပြီးရင်အဲ့ဒီမြေခွက်ပေါ်မှာတိုက်ကြီးစောက်ရမယ်ရဲတွေကငါရဲ့တိုက်တွေကိုကြည့်ပြီးငါရဲ့ရှမ်းသာမှုကိုတန်တရာဝင်သွားရင်ဘယ်လိုလုပ်မလဲမဖြစ်သေးဘူးဒီကိစ္စအားလုံးကိုဖုံးမောင်ရဲ့နာမည်ယူပြီးသူ့ကိုရောက်တွန်းရမယ်တော်ညံကောင်းတဲ့ငါပဲနောက်တနေ့မနေ့ကင်းမှာတော့ရိုင်းနဲ့တဲအိမ်လေးရှိမှာမဲစည်းခွက်တယောက်အဝက်လှမ်းလို့နေပါလေဖုံးမောင်ဟာလည်းအလုပ်သွားဖို့ထွက်လာခဲ့ပါလေမိမကြီးငါအလုပ်သွားလိုက်အောင်မယ်စောပြန်လာခဲ့နော်မနေ့ကလိုနောက်မကျစေနဲ့အဲ့ဒီအချိန်မှာပဲရွာလူကြီးနဲ့အတူရဲသုံးယောက်ဟာဖုံးမောင်ရဲ့အိမ်ကိုကြောက်လို့လာခဲ့ပါတယ်ဒီအိမ်မဲဆရာမနေ့ကကျွန်တော်တို့အိမ်ဘေးကဖြစ်သွားတော့ကဖုံးမောင်နဲ့သူ့မိမဟာရွှေတင်းကားအကြောင်းတွေပြောနေတာကြားခဲ့ပါလေဆရာဖုံးမောင်တကြီးပြောတာအမှန်မဲလားဟုတ်ပါတယ်ဆရာကျွန်တော်မနေ့ကတကြီးရဲ့မြေခွက်မှာပြင်းတူးရင်းနဲ့ရွှေတင်းကားတွေပြည့်နေတဲ့အိုးကိုတွေ့ခဲ့ပါလေဒါပေမဲ့အဲ့ဒီရွှေတင်းကားအိုးကိုမနေ့ညကလေးကတကြီးကိုပေးပါပြီမင်းလိန်နေတာပဲမနေ့ကမင်းကိုဘာတစ်ခုမှလာမပေးခဲ့ဘူးကြည်စမ်းပါဦးဘလောက်တောင်ဆိုးလိုက်တယ်လူလဲဆရာဒီလိုလူလိမ်မျိုးကိုထောင်ထဲထည့်ပစ်သိနေဆရာတကြီးဥပဆန်ရဲ့စကားဆုံးမှာတော့ရဲဘော်ဟာဘုံမောင်မင်းလိန်နေရလားတကယ်ပြောတာလားဆိုတာသိရအောင်မင်းရဲ့အိမ်ကိုရှောက်ပွေချင်ပါလေကျုံပါဆရာကျွန်တော်မညာရဲပါဘူးရွှေတင်းကားတွေအားလုံးကိုမနေ့ညကလေးကတကြီးကိုပေးခဲ့ပြီးပါပြီအဲ့ဒီအချိန်မှာပဲမဲစည်းခွက်ဟာသူတို့ငါရဲ့အိမ်ထဲကိုဝင်ရှာရင်တက်တာထဲမှာဝတ်ထားတဲ့ရွှေတင်းကားတွေတွေ့သွားလိမ့်မယ်ဆရာကျေးဇူးပြုပြီးကျမတို့အိမ်ကိုမရှာပါနဲ့ကျမရှက်ကိုပြီးတောင်းပန်ပါတယ်ဒီမျိုးသမီးကရှာဖွေမှုကိုတားဆီးရှင်နေတာပါလားဟာတခုကိုမှားယွင်းနေတဲ့ဆိုတဲ့သဘောပဲဆိုလိုတာကသူတို့တခုကိုတိမ့်ထားတာပဲဖြစ်ရမယ်ရဲများဟာဖုံးမောင်ရဲ့အိမ်ထဲဝင်ရောက်ပြီးပစ္စည်းများကိုမှွေနှောက်လို့ရွှေတင်းကားများကိုနေရာအနှံ့ရှာဖွေပါတော့တယ်နောက်ဆုံးမှာတော့တက်တာတွေကအဝတ်တွေကြားမှာမက်ဆီကိုဝတ်ထားတဲ့ရွှေတင်းကားအချို့ကိုတွေ့သွားပါတော့တယ်တွေ့ပြီဆရာဒါရွှေတင်းကားအချို့ပဲငါကြည့်ဖို့အတွက်ဒီကိုယူခဲ့စမ်းဒါရွှေတင်းကားတွေပဲဖုံးမောင်မင်းပြောတော့မင်းအိမ်မှာဘာမှမရှိဘူးဆိုဒါတွေကဘလို့ကြောင့်မင်းအိမ်နဲ့ရောက်နေတာလဲငါ့ကိုသေချာရှင်းပြစမ်းပါဆရာကျွန်တော်မညာပါဘူးအမှန်တိုင်းပြောတာပါရွှေတင်းကားအားလုံးကိုတကြီးအိမ်ပေးခဲ့တာပါဒါတွေကျွန်တော်အိမ်နဲ့ဘလို့ရောက်နေရလဲဆိုတာကျွန်တော်တကယ်မသိရပါဆရာကြီးဒီရွှေတင်းကားတွေကိုကျမသိမ်းထားတာပါဒါတွေမြင်တော့ကျမရဲ့စိတ်ထဲမှာ
တက်မဲ့မိသွားတာပါကျမရဲ့ခင်မုန်းကဒီကိစ္စကိုဘာမှမသိပါဘူးကျေးဇူးပြုပြီးခွင့်လို့ပေးပါကျမခင်မုန်းကိုမဖမ်းပါနဲ့ရှင်သူတို့နှစ်ယောက်လုံးအကြံတူတူပဲဆရာခြေအောင်ပစ္စည်းတွေကိုအစိုးရစိမ်မပဲသိမ်းထားတဲ့အတွက်ကြောင့်သူတို့ကိုထိုက်ထိုက်တန်တန်အပြစ်ပေးတင်ပါတယ်ရွာလူကြီးဥပဆန်ရဲ့စကားဆုံးမှာတော့ရဲများဟာဖိုးမောင်နဲ့သူဇနီးကိုစခန်းသို့ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။တာယာလှပတဲ့ညာချမ်းရှိကမှာစိတ်စိတ်နေတဲ့အင်ကြီးထဲမှာတကြီးဥပဆန်ဟာမီးအလင်းရောင်ကိုအားကိုးလို့ချွေတင်းကားများကိုရေးတွက်လို့နေပါတော့တယ်။81 82 83 99တရားမှားကုန်ပါပြီ။အဲ့ဒီအချိန်မှာပဲအိမ်တကားဟာရုတ်တရက်ပွင့်လာပြီးရဲများဟာတကားဝမှာရက်လို့နေပါတော့တယ်။ဟုတ်တော့ဖျားငါတော့ဒုက္ခများပြီ။ဘယ်ပြေးလို့ပြေးရမှန်းမသိတော့ဘူး။ပြေးဖို့လည်းအချိန်မမီတော့ဘူး။ဖျားတို့ညချင်းအချိန်မတော်ဘယ်ကနေဘလို့မျက်စိလင်းလာတာလဲ။တကြီးစီကိုပဲလာခဲ့တာပါ။တကြီးပြောတယ်မလား။ဖုံးမောင်ကရွှေတင်းကားတွေအများကြီးတွေ့တယ်လို့ဒါပေမဲ့ဖုံးမောင်ရဲ့အိမ်မှာရှာလိုက်တဲ့အခါမှာရွှေတင်းကားနည်းနည်းပဲတွေ့တယ်။တကြီးပြောတဲ့စကားတွေနဲ့လွဲနေတယ်။ဒါကြောင့်ကျန်နေတဲ့ရွှေတင်းကားတွေထပ်ရှာဖို့အတွက်တကြီးစီလာခဲ့တာပါဒီကိုရောက်တော့တကြီးစီမှာရွှေတင်းကားတွေအများကြီးရှိနေတယ်ကဲစကန်းကိုသာလိုက်ခဲ့ပါဗျာဆရာကျွန်တော်ကိုစကန်းကိုခေါ်မသွားပါနဲ့ကျွန်တော်နဲ့ဆရာနည်းနည်းပါးပါညှိနှိုင်းကြရအောင်ပါပြည်လဲပေါ့ဆရာရဲ့ဆရာအတွက်ကျိုးမရုပ်ဆရာပါဘူးရှင်းနေပဲဗျာဒီမှာပဲညှိနှိုင်းကြရအောင်ပေါ့အသေးပဲမရှိတဲ့စကားတွေပြောနေတာရက်လိုက်ပါခမရရွာလူကြီးတယောက်ပြက်ပြီးဆင်းရဲသားတွေလောက်တောင်ဒိုးသားမှုမရှိဘူးခမရရဲ့နှလုံးသားထဲမှာကိုချင်းစာတရားလည်းမရှိဘူးရဲဘော်တို့ဒီတကြီးကိုစကန်းကိုခေါ်ခဲ့ပါဒီမှာမင်းကအခုမှရောက်လာတဲ့ရဲမလို့ငါရဲ့အာဏာဘယ်လောက်ရှိလဲဆိုတာမသိတာလားမင်းကကိုဖမ်းရင်မင်းဒုက္ခရောက်လိမ့်မယ်အခုမင်းမှာပြည်စင်မှုအတွက်အချိန်ရှိသေးတယ်ဒီမှာတကြီးဥပဆန်ကျွန်တော်ကဥပဒေရဲ့ဘက်တော်သားပါအမှုတိုင်းကိုဥပဒေအတိုင်းပဲဆောင်ရွက်တယ်အမှန်တရားရဲ့ဘက်တော်သားမှုဘသူ့ကိုမှမကြောက်ပါဘူးရဲစခန်းရောက်တဲ့အခါမှာတော့ဖိုးမောင်တို့လည်းမရကိုအချုပ်ထဲကထုတ်ပြီးသူ့ကိုအချုပ်ထဲထည့်ထားလိုက်စမ်းကဲဖိုးမောင်မင်းတို့နေရာအိမ်ပြန်လို့ရပါပြီရွှေတင်းကားတွေရှာတွေ့တဲ့အတွက်ဆိုးရကမင်းကိုရှင်းမြင်ပါလိမ့်မယ်ဆိုးရစီကမရရင်လဲငါစီစဉ်ပေးပါမယ်ဖြည့်ရဲ့အတွက်မင်းတို့ဘာမှစိတ်မပူပါနဲ့ကြားအားလုံးကောင်းသွားပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဆရာကြီးရဲ့ကျေးဇူးကိုကျွန်တော်တို့လည်းမရတက်တက်မမေ့ပါဘူးဗျာအဲ့ဒီနောက်မှာတော့ဖိုးမောင်တို့လည်းမရဟာအစိုးရကရှင်းမြင့်တဲ့စုငွေတွေကိုအရင်ပြူပြီးရိုးရိုးသားသားလောက်ကင်စားတော့ရင်ဘွားကိုစိတ်အေးလေအေးနဲ့နေထိုင်ခဲ့ကြပါတော့တယ်ဟုတ်ကဲ့ပါရှင်ပုံပြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်အခုလိုပုံပြင်လေးတွေကိုသဘောကျနှစ်သက်တယ်ဆိုရင်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့အတွက်မေတ္တာရက်ခံအပ်ပါတယ်ရှင်ပုံပြင်အတွက်တင်တိုင်းအမြဲတမ်းသိရှိနိုင်အောင်လို့လဲဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်